ယူကြားထဲမှာအယူမဖြစ်စေဖို့ရှေးပညာရှိများကအများမိုးခရေတောက်တိုင်းကိုပါလိုက်မတောက်နဲ့လို့ဆိုဆုံးမခဲ့ကြဘူးတယ်ရှေးခါတုန်းကတိုင်းပြည်တစ်ပြည်မှာမိုးခေါင်ရေရှားဖြစ်ကရေလွန်ရှားပါသောအချိန်ဖြစ်လေ၏ထိုအခါပညာရှိသူခတ်မိန်အမတ်ကြီးမှမှန်လားပါအရှင်မင်းကြီးဖေဟာတိုင်းပြည်မှာမိုးခေါင်ရေရှားဖြစ်နေပါသည်တို့ပါတော့လဲမနှက်ဖြန်နေမွန်းတဲ့ချိန်မှစ၍မိုးကြီးလေကြီးရွာသုံးပါလိမ့်မယ်ဖေဟာအင်းကြားရတာဝမ်းသာအားရရှိတော်မူလိုက်တာကွယ်ဒါပေမဲ့လည်းထိုမိုးရေဟာအချိန်ခါမဟုတ်ရွာသွန်းသောမိုးရေဖြစ်ပါသဖြင့်တောက်သုံးသောသူကိုအစိတ်သိနိုင်ကြောင်းပါဖေဟာဒါဆိုဘလို့လောက်ကြမှာတော့အမတ်ကြီးရဲ့မှန်လားပါထိုမိုးရေအားတိုင်းသူပြည်သားတို့မတောက်သုံးစေရန်အမိန့်ထုတ်ပြန်တင်ကြောင်းပါဖေဟာကောင်းပြီအခုချိန်မှစ၍ငါကိုယ်တော်မြတ်အမိန့်တော်မှတ်မယ်မနှက်ဖြန်ရွာမြည်မိုးရေအားအစိတ်သိနိုင်သည့်အတွက်မြည်သူတဦးတယောက်များမတောက်သုံးစေရန်တတိုင်းပြည်လုံးအားကြီးညာမောင်းခတ်စေမှန်လားပါအမိန့်တော်မြတ်တိုင်းပါဖေဟာအမတ်ကြီးဥဆောင်၍တတိုင်းပြည်လုံးအားကြီးညာမောင်းခတ်လေတော်သည်သို့တော်လည်းတကယ်တမ်းမိုးရွာသွန်းတော်ခါ၌ဟာမိုးရွာပြီဟာလာကြတောက်ဖို့သုံးဖို့အတွက်ရေခံထားမှဖြစ်မယ်ဆိုပြီးတတိုင်းပြည်လုံးထိုမိုးရေအားတောက်သုံးမိသောအခါအစိတ်သိမ့်၍အကုန်ယူကုန်တော့သည်ထိုမိုးခါရေအားမတောက်တာဆိုလို့ဘယင်နှင့်အမတ်ကြီးသာဖြစ်လေသည်အမတ်ကြီးဘလို့ဖြစ်ကုန်ကြတာလဲမှန်လားပါမိုးခါရေအားတောက်သုံးမိ၍တတိုင်းပြည်လုံးယူကုန်ကြတာပါဖေဟာအယူတွေကြားမှာဘယင်နှင့်အမတ်ကြီးအားတတိုင်းပြည်လုံးကအယူဟုသာခေါ်ကုန်ကြလေတော့သည်ကဲအမတ်ကြီးဘလို့လုပ်ကြမလဲအခုအကုန်ယူပြီးတို့နှစ်ယောက်သာကြံတော့တယ်အယူတွေကတို့ကိုပြန်ပြီးအယူလို့ခေါ်ကုန်ကြပြီဒီအတိုင်းနေလို့တော့မဖြစ်တော့ဘူးအယူတွေကြားမှာတို့နှစ်ယောက်တည်းကောင်းနေလို့လဲဘာမှထူးလာမှာမဟုတ်ဘူးဒီတော့တို့လည်းအများနည်းတူမိုးခါရေတောက်ပြီးယူလိုက်ကြရအောင်ဒါမှတို့အတူနေလို့အဆင်ပြေမှာထိုအခါအမတ်ကြီးမှမှန်လားပါစဉ်းစားတော်မူပါဦးဖေဟာကျွန်တော်မျိုးတို့ဟာဒီအယူတွေနဲ့အခုချိန်မှာအဆင်မပြေတာကိုတီးခံတင်ပါတယ်ဖေဟာအခုလက်ရှိယူသွတ်နေကြသူတွေကိုပြန်ကောင်းလာအောင်ကျွန်တော်မျိုးတို့မတက်ဆွမ်းပေမဲ့နောက်ထပ်မွေးဖွားလာမဲ့မျိုးဆက်တစ်လေးတွေကိုသူတို့လိုမယူသွတ်ရလေအောင်ထိမ့်သိမ်းလို့ရပါတယ်ဖေဟာမျိုးဆက်တစ်တွေများလာပြီးအယူတွေတဖြည်းဖြည်းကုန်လာရင်အယူမျိုးဆက်လည်းရှိလာမှမဟုတ်တော့ပါဘူးဖေဟာဒီလိုမှမဟုတ်ပဲအရှင်မင်းကြီးပြောသလိုကျွန်တော်မျိုးတို့ပါမိုးခါရေတောက်လိုက်မယ်ဆိုရင်အကုန်ယူပြီးအယူမျိုးဆက်သာကြံရစ်နေတော့မှာပါဖေဟာအင်းမှန်ပေသားပဲအမတ်ကြီးယနေ့မှစ၍လက်ရှိယူနေကြသူများအားရှိစေတော့နောက်မျိုးဆက်တစ်လေးတွေအယူမျိုးမဖြစ်ရလေအောင်ထိမ့်သိမ်းကြပါစို့အမတ်ကြီးရေဒီပုံမြင်ကိုကြားဘူးကြမှာပါဒါကြောင့်လဲမကောင်းတဲ့သူတွေကြားမှာငါတယောက်တည်းကောင်းနေလို့ဘာထူးမှလဲဆိုပြီးမတွေးလိုက်ပါနဲ့လက်ရှိမိုက်နေတဲ့သူတွေကိုတင်ပြုပြင်ဖို့မလွယ်ကူပေမဲ့နောင်လာမဲ့မျိုးဆက်တစ်လူငယ်တွေအတွက်လူကောင်းသူကောင်းလေးတွေဖြစ်အောင်တင်လန်းပြနိုင်ပါလိမ့်မယ်ဒါကြောင့်လဲရှေးပညာရှိများကအများမိုးခရေတောက်တိုင်းကိုပါလိုက်မတောက်နဲ့လို့ဆိုဆုံးမခဲ့ကြတာပေါ့ကဲမိတ်ဆွေတို့လည်းသူများရောင်တိုင်းလိုက်ရောင်တက်သူမျိုးလားလို့ကိုဟာကိုစဉ်းစားပြီးဖြေကြည့်မယ်နော်ကြည့်ရှုနားဆင်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာယခုကဲ့သို့သောပညာပေးဗဟုသုတပုံမြင်များကိုအမြဲတင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာ